Pure awareness စင်ကြယ်သောသတိသိစိတ်ဆိုတာဘာလဲဘယ်လိုမျိုးလဲဆိုတာကိုရိုးရှင်းပြီးနက်နဲတဲ့ရှုထောင့်ကနေပြောပြပေးပါမယ်။စိတ်ပညာတရားဓမ္မနဲ့နာမ်ပိုင်းဆိုင်ရာ spirituality နယ်ပယ်တွေမှာ pure awareness သို့မဟုတ် pure consciousness ဆိုတာအတွေးတွေခံစားချက်တွေပုံရိပ်တွေမရှိဘဲကြံ့ရင့်နေတဲ့အတိတ်သက်ကိုဆိုလိုတာပါ။ဒါကိုကိုမြင်သာအောင်အလွှာ၃ခုနဲ့ခွဲကြည့်လို့ရပါတယ်။နံပါတ်1 pure awareness ရဲ့သဘောတဘာဝကျွန်တော်တို့ရဲ့စိတ်ကိုရုပ်ရှင်ပိတ်ကားကြီးတစ်ခုနဲ့ဥပမာပေးလေးရှိပါတယ်။ရုပ်ရှင်တွေကဇာတ်ကောင်တွေအခန်းဆက်တွေကတင်တွေးနေတဲ့အတွေးတွေစိတ်လှုပ်ရှားမှုတွေအမှတ်တရတွေနဲ့ခံစားချက်တွေနဲ့ဆင်တူပါတယ်။ Pure awareness ကနောက်ွယ်ကဖြူစွတ်နေတဲ့ရုပ်ရှင်ပိတ်ကားကြီးနဲ့ဆင်တူပါတယ်။ရုပ်ရှင်ထဲမှာမီးလောင်လဲပိတ်ကားကြီးကမလောင်ပါဘူး။ရုပ်ရှင်ထဲမှာငိုနေလဲပိတ်ကားကြီးကအရေးမပြောပါဘူး။ဇလန်းတွေဘလောက်ပြောင်းနောက်ွယ်ကပိတ်ကားကတော့အမြဲတမ်းငြိမ်သက်ပြီးစင်ကြယ်စွာရှိနေတယ်လို့မျိုးပါပဲအဓိကအချက် pure awareness ဆိုတာအရာဝတ္ထုတွေကိုလိုက်ကြည့်နေတဲ့အရာမဟုတ်ပဲအရာအလုံးဖြစ်ပျက်နေတာကိုသိနေတဲ့သိမှုတသက်သနောဖြစ်ပါတယ်နံပါတ်2အတွေးနဲ့ pure awareness ဘာကွာသလဲအတွေး thinking ငါဒီနေ့အလုပ်တွေအများကြီးလုပ်ရမယ်ပင်ပန်းလိုက်တာဆိုတာစိတ်ရဲ့တုံ့ပြန်မှုနဲ့အတွေးဖြစ်ပါတယ် pure awareness တတိတိအဲ့ဒီပင်ပန်းနဲ့ဆိုတဲ့အတွေးနဲ့ခံစားချက်ဖြစ်ပေါ်လာတာကိုငြိမ်ငြိမ်လေးစောင့်ကြည့်သိရှိနေတဲ့အသည့်ဖြစ်ပါတယ်။သူကဘာကိုမှမဝေဖန်ဘူးမဆုံးဖြတ်ဘူးဖြစ်တည်မှုကိုသိယုံပဲသိနေတာပါ။ဂျပန်Zenဗုဒ္ဓဘာသာမှာပြောတဲ့ motion no mind စိတ်ကင်းမဲ့ခြင်းဆိုတဲ့အခြေအနေဟာလည်းဒီ pure awareness ထဲမှာနစ်မြုပ်နေပြီးအတွေးတွေနှောက်ယှက်မှုမရှိဘဲလက်ရှိပစ္စုပန်တစ်တဲမှာလုံးဝဥတုံတတိကတ်နေတဲ့သဘောပါပဲ။နံပါတ်3 pure awareness ကိုဘယ်လိုလေ့ကျင့်မလဲသို့မဟုတ်ဘယ်လိုခံစားသိရှိနိုင်မလဲလူတိုင်းမှာ pure awareness ရှိပြီးသားပါဒါပေမဲ့အတွေးတွေအာယုံတွေကအယမ်းများနေတော့နောက်ွယ်ကပိတ်ကားဖြူကြီးကိုမမြင်ရတာဖြစ်ပါတယ်ဒါကိုပြန်ရှာဖွေဖို့နည်းလမ်းအချို့ကတော့ the space between thoughts အတွေးကြားကလွတ်လပ်မှုအတွေးတစ်ခုပြီးသွားတဲ့အချိန်နဲ့နောက်တွေးတစ်ခုမလာခင်ကြားထဲမှာဘာအတွေးမှမရှိဘဲငြိမ်ကနေဖြစ်သွားတဲ့စက္ကန့်ပိုင်းရှိပါတယ်အဲ့ဒီနေရာလေးက pure awareness ပါပဲအဲ့ဒီတိတ်ဆိတ်မှုကိုသတိပြုကြည့်ပါအတိတ်သက်ဖြစ်ပါစေ be the observer ကိုယ့်စီကိုစိတ်တူတာစိုးရိမ်တာဒါမှမဟုတ်ပြောတာပဲလားငါစိတ်တူနေတယ်လို့မတတ်မှတ်ပဲစိတ်တူတဲ့ခံစားချက်လေးပေါ်လာပါလားလို့ခက်ခွာကနေကြည့်နေတဲ့အတိတ်ကိုမွေးမြူပါ pure awareness ကိုခဏရောက်ရှိနိုင်ရင်စိတ်ထဲမှာလုံးဝအေးချမ်းသွားပြီးဘယ်အရာကမှကိုယ့်ကိုအလွယ်တကူလှုပ်ခတ်လို့မရတော့တဲ့စစ်မှန်တဲ့ကိုယ်ပိုင်စွမ်းရည် true center ကိုရရှိလာမှာဖြစ်ပါတယ်